သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်နောက်တစ်ခုလာပြီကျော်17ရက်2015ခုနှစ်ဧပြီလ14ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည်နှစ်သက်ကိုအထူးဓမ္မသဘင်အခမ်းအနား၌မုံရမြို့မိဘများဖြစ်ကြသောဥလှအောင်ဒေါခင်မေရီတို့အာယူရှိစု၍သာမောင်ချမ်းမြေအောင်နှင့်ဒေါက်တာတင်အောင်ဒေါခင်ထေးတို့အားအမှုထား၍အမှတ်1119စီမြင်းဆောင်နှင့်ရွှေနှင်းစီ9လမ်း9မိုင်ရန်ကုန်မြို့ဦးအောင်လွင်အောင်ဒေါ်အိန္ဒရာအောင်သာမောင်အောင်စီဖြိုးသမီးမချောသီရိလွင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကောသလအိမ်မက်နှင့်ယနေ့ကဘာအပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကောသလအိမ်မက်နှင့်ယနေ့ကဘာအပိုင်းနှစ်ဖြစ်ပေါ်လာမဲ့အခြေအနေကိုရှေ့ပြေးနမိတ်အနေနဲ့ကောသလမင်းကြီးကမြင်မဲ့ခဲ့တဲ့အိမ်မက်ပဲ50ဇတ်တော်မှာမဟာသုပိနဇတ်ဆိုပြီးတော့ကောသလအိမ်မက်နဲ့ပတ်သက်ပြီးမှတ်တမ်းတင်ထားတယ်အဲ့ဒီမှတ်တမ်းတင်ထားတဲ့မဟာသုပိနဇတ်အရာမြတ်ဗုဒ္ဓရဲ့လက်ထက်မှာဒီအိမ်မက်ကိုကောသလမင်းကြီးမက်တာဟာပထမဦးဆုံးမက်တယ်လို့ဆိုလို့မရဘူးဖះလောင်း
ဘုရားဖြစ်သူမရောက်ခင်ကလည်းပဲပါရဏသီမိမှာကာတိမင်းကြီးဟာအခုလိုပဲထပ်တူညီမြသောအိမ်မက်မျိုးတွေကိုမက်ခဲ့ဘူးတယ်ဆိုတာမဟာသုပိနဇတ်950ဇတ်ထဲက89ဇတ်မြောက်မဟာသုပိနဇတ်မှာဆိုထားတယ်လောကမှာဖြစ်ပေါ်လာမဲ့အခြေအနေတစ်ခုအရတစုံတစ်ယောက်သောပုဂ္ဂိုလ်မှာအကြောင်းတစ်ခုခုကြောင့်လောကကြီးမှာဖြစ်ပေါ်လာမဲ့အခြေအနေမျိုးတွေကျွတ်တင်ပြီးတော့နမိတ်ပြတဲ့အနေနဲ့မဲ့လာတာမျိုးတွေဟာဖြစ်လေဖြစ်တာရှိတယ်အများနဲ့ဆိုင်တဲ့အိမ်မက်မျိုးတွေရှိသလိုမိမိကိုယ်တိုင်မက်သူကိုယ်တိုင်နဲ့သာသက်ဆိုင်တဲ့အိမ်မက်မျိုးတွေလည်းပဲရှိတယ်ပေါ့ကောသလမင်းကြီးအိမ်မက်မဲ့ထားတော့မက်သူကိုယ်တိုင်နဲ့သက်ဆိုင်မှုမရှိဘဲနဲ့နောက်အနာဂတ်မှာလူလောကကြီးမှာဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုအတိတ်နမိတ်ပြတဲ့အနေနဲ့ကြိုတင်ပြီးတော့မက်တယ်လို့ဒီလိုဆိုဒါတွေကလည်းလောကမှာဖြစ်လိဖြစ်ထားရှိတဲ့အနေအထားမျိုးတွေပဲကိုယ့်ရဲ့အိမ်မက်အကြောင်းတွေကိုကိုယ်တိုင်ကမှတ်ထားတင်ထားခြင်းမရှိသည့်အတွက်ကြောင့်မသိကြတာဘုန်းကြီးတို့အမတ်တမဲ့မက်ခဲ့တဲ့အိမ်မက်ကလေးတွေအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်ပြန်ပြီးတော့ကိုယ့်ကိုပြန်ပြီးစဉ်းစားကြည့်ကြတခါတော့ရဆွဲတွေဘာတွေနှစ်တွေတော့မမှတ်မိဘူးမက်ဖူးတဲ့အိမ်မက်ထဲမှာဘာတွေ့ရတော့ဆိုကျယ်ပြန့်တဲ့ရေပြင်ကြီးမှာတစ်ပင်နေနဲ့အလွန်စိမ့်နဲ့တစ်ပင်နေပေါက်နေတဲ့တောတောင်ကလေးတွေဟာတောင်ကလေးတွေဟာရေပင်လယ်ကြီးမှာမျောနေတယ်လို့ပဲရေပြင်ထဲမှာတောင်ကုန်းကလေးတွေအဲ့ဒီလိုရေပြင်ကြီးတောင်ကုန်းကလေးတွေကြားမှာအိမ်မက်ထဲမှာကြုံတွေ့ခဲ့ရဘူးတဲ့အဲ့ဒီကြုံတွေ့ခဲ့ရတဲ့ဟာဘယ်မှာသွားပြီးအဲ့ဒီအိမ်မက်နဲ့ထပ်တူညီမျှသွားတွေ့ရတယ်လဲလို့ဆိုလို့ရှင်ကော့တောင်းတို့ဘိတ်တို့သွားတဲ့အခါကျအဲ့ဒီအိမ်မက်ထဲကပုံစံကလေးပဲနော်ရေမျက်နှာပြင်ပေါ်မှာတောင်ကုန်းလေးတွေစိမ့်စိမ့်ညွတ်ညွတ်နဲ့ဘေးကရေတွေဝိုင်းနေတဲ့အထဲမှာတောင်ကုန်းလေးတွေတွေ့တော့ဟောငါအိမ်မက်မဖူးတဲ့နေရာပါလားလို့စိတ်ထဲမှာဒီလိုဖြစ်တယ်ဒါကအများနဲ့သက်ဆိုင်မှုမရှိဘူးမဲ့သူနဲ့မက်သူကိုယ်တိုင်နဲ့သာသက်ဆိုင်တာဖြစ်တယ်တခါတော့အိမ်မက်ထဲမှာသင်္ဘောကြီးစီးပြီးတော့သွားရသင်္ဘောကြီးကတော်တော်ကြီးတဲ့သင်္ဘောကြီးသွားတာလဲဖြည်းဖြည်းလေးငြိမ့်ငြိမ့်လေးပဲလှုပ်ရှားမှုမရှိဘူးအဲ့ဒီငြိမ့်ငြိမ့်လေးသင်္ဘောကြီးစီးသွားတော့ကမ်းခြေတစ်ခုကိုဖြတ်တန်းသွားတဲ့အခါမှာတစ်ပင်နေကြားမှာဘုရားရုပ်ပွားတော်ကြီးဟာဖွေးဖွေးနဲ့တစ်ပင်လောက်မြင်မာတဲ့ဘုရားရုပ်ပွားတော်ကြီးဟာကမ်းခြေမှာရှိတာကိုအမှတ်မထင်တွေ့မြင်လိုက်ရတယ်ပေါ့အဲ့ဒီလိုတွေ့မြင်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီလိုရုပ်ပွားတော်ကြီးနဲ့ရေမျက်နှာပြင်ဘယ်မှာသွားတရားတော့ဆို1989ခုနှစ်ကတိရိလင်္ကာနိုင်ငံရောက်သွားတော့အဲ့ဒီကိုလံဘိုနီးနားကမြို့တစ်မြို့မှာအဲ့ဒီပုံစံလိုခတ်ဆင်ဆင်ဘုရားရုပ်ပွားတော်ကြီးကမတ်တရကိုတော်ကြီးရေမျက်နှာပြင်ကိုမျက်နှာမူပြီးတော့ဖူးတွေးလိုက်ရတော့အော်ငါအိမ်မက်ထဲမှာဒါလေးမက်ထားတာပါလားလို့စိတ်ထဲမှာအဲ့ဒါလိုဖြစ်ဖူးတယ်ပေါ့နော်အဲ့ဒါလိုအနေထားလေးတွေဟာကိုယ့်အကိုအိမ်မက်ကိုမှတ်တမ်းတင်ထားမယ်ဆိုရင်ကြွတင်ဖြစ်ပေါ်မှုလေးတွေဟာအနည်းငယ်ရှိနေတယ်ဆိုတာသိတာထင်ရှားတယ်ပေါ့အဲ့ဒါလိုသိတာရှင်းရှားမှုတွေတခါသင်္ဘောကြီးဟာအလွန်ညိမ့်ပြီးတော့သွားမှမသိငြိမ်ငြိမ်ကလေးဒီသင်္ဘောကြီးဟာလှုပ်ရှားတာမရှိဘဲနဲ့ရွေ့လေးသွားပြီးတော့နော်သင်္ဘောစီးနေရမှမသိရအောင်ငြိမ့်ငြိမ်ကလေးသွားနေတာမနစ်တုန်းကပြီးခဲ့တဲ့မတ်လမှာဗမောကနေပြီးတော့
အဲ့ဒီလိုသင်္ဘောကြီးနဲ့စုံဆင်းလာတာကိုတွားပြီးတော့တတိယမိတယ်ပေါ့အဲ့ဒီလိုအိမ်မက်ထဲမှာကြုံတွေ့တာလေးတွေဟာအဲ့ဒီသင်္ဘောကြီးကလည်းပဲဗမောကနေစုံဆင်းလာတဲ့အခါမှာရှေးတုန်းကသင်္ဘောတွေလိုမဟုတ်ဘဲနဲ့ရေမျက်နှာပြင်ကလည်းငြိမ်သက်သင်္ဘောဆက်ကလည်းညင်သာလို့ရွေ့ရွေ့ကလေးသွားနေတာစိတ်ထဲမှာတုန်ခါမှုမရှိဘဲနဲ့ငြိမ်သက်တဲ့သင်္ဘောကြီးနဲ့ခီးသွားရတာဟာမနစ်ကပဲကြုံတွေ့ခဲ့ရတယ်ပေါ့ဒါကြောင့်မို့ကျွတ်တင်ပြီးတော့အိမ်မက်မက်ထာလေးတွေဟာထတ်တူညီမျှသဘောလေးတွေဆောင်းတာလေးတွေကိုတွေ့နိုင်တယ်လို့လူတိုင်းဟာမိမိတို့အိမ်မက်မက်ထာလေးတွေကိုအမှတ်တမဲ့မနေဘဲနဲ့မှတ်တမ်းလေးတင်ထားကြည့်မယ်ဆိုရင်ပုဗ္ဗနမိတ်ကြောင့်မက်ထာလေးတွေဟာကျွတ်တင်ပြီးတော့ဖြစ်ပေါ်နေတတ်တဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့လောကကြီးမှာဖြစ်ပေါ်မဲ့အနေအထားမျိုးမဟုတ်ပေမဲ့လို့ကိုယ်ထွေးခံစားရမဲ့အနေအထားမျိုးလေးတွေအတွက်လဲကျွတ်တင်မက်တတ်တယ်ဆိုတာလေးတွေဟာလူတိုင်းမှာရှိတတ်တယ်ဒါလေးတွေလဲကောသလမင်းအိမ်မက်မက်ထားလို့မက်တတ်တာလေးတွေဟာရှိနေတယ်လို့ဒီနေ့ကောသလမင်းကြီးရဲ့ရသော်ဘုရားနဲ့ဆုံတွေ့ပြီးသူ့ရဲ့အိမ်မက်အကြောင်းတွေကိုရှောက်ထားတဲ့အခါမှာနံပါတ်3အိမ်မက်ကိုသူကရှောက်ထားတယ်ဘာတွေသူမြင်မဲ့တုံဆိုတော့နွားမကြီးတွေဟာမွေးစနွားမငယ်လေးတွေအခုပဲမွေးလာတော့ရက်နိုင်ကားစားလေးနွားမငယ်လေးတွေအဲ့ဒီမွေးစအမိနွားမကြီးကအဲ့ဒီလိုခုပဲမွေးကားစားလေးရှိတဲ့နွားမငယ်လေးရဲ့နွားမငယ်လေးဆိုတော့နွားမကြီးဟာရှစ်လက်နှစ်ဖက်ကိုဒူးလေးထောက်ပြီးတော့အလွန်သေးပြီးတော့မွေးကားစားလေးဖြစ်တဲ့မတ်တရက်ခါစားနွားမငယ်လေးရဲ့နို့ကိုစို့နေတာကိုသူကမြင်ရတယ်အိမ်မက်ထဲမှာသွားတွေ့တယ်ရှေ့လက်နှစ်ဖက်ကိုဒူးထောက်ပြီးတော့အမတမခေါင်းငုံပြီးအမတမအရက်ကလေးနှိမ့်နှိမ့်လေးရှိတဲ့နွားမငယ်လေးမွေးစနွားမငယ်လေးရဲ့နို့ကိုစို့နေတာကိုသူသွားတွေ့ရတယ်တဲ့တတိယမြောက်အိမ်မက်မှာအရှင်ဘုရားဒီအိမ်မက်ကဘယ်လိုအကျိုးအပြစ်တွေဖြစ်လာနိုင်ပါသလဲလို့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကဒီအိမ်မက်ဟာအခုချိန်တော့ဘာမှဖြစ်လာအောင်မဟုတ်သေးဘူးနောက်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာလူလောကကြီးမှာကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားတဲ့အနေအထားမျိုးတွေလူလောကမှာဖြစ်ပေါ်လာလိမ့်မယ်စိတ္ထာပစာယိကဓမ္မဆိုနော်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုနော်ဝယဝုဒ္ဓိကုဏဝုဒ္ဓိဆိုတာလို့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားမှုမရှိဘဲနဲ့သက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုဂါရဝမထားတဲ့ခေတ်မျိုးဟာရောက်လာနိုင်တယ်သက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာရိုသေလေးစားတတ်တဲ့ပုဂ္ဂိုလ်ပဲအသက်ကြီးုံနဲ့တင်မဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေကလေးစားရတယ်ပေါ့။ဘာကြောင့်လဲသူဟာကိုယ့်ရဲ့အရင်မွေးတာဖြစ်တယ်ကိုယ့်ရဲ့အရင်မွေးလို့လောကကြီးအကြောင်းကိုကိုယ့်ရဲ့အရင်တွေ့ကြုံထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အသက်အရွယ်ကြီးမားတဲ့ပုဂ္ဂိုလ်ဝယဝုဒ္ဓိအနေနဲ့လေးစားရမှာပေါ့စိတ္ထာပစာယနာကမ္မလို့ခေါ်တယ်လောကလူယဉ်ကျေးတွေရဲ့အတိုင်းဝိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ရိုသေလေးစားမှုဟာတကယ်လူယဉ်ကျေးတွေလိုက်နာကျင့်သုံးလေးရှိတာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအတောင်ဝေဒင်္ဇာမြို့မှာအပြောဆိုခံခဲ့ရဘူးတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့အသက်ကတတ်တော်ဟာ40ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်အသက်အရွယ်80ကျော်80 90အဖိုးကြီးရွယ်ဖြစ်တဲ့ဗြဟ္မဏတွေတွေ့တဲ့အခါမှာမြတ်စွာဘုရားကဒီဗြဟ္မဏကြီးတွေအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေကိုရိုသေလေးစားမှုမပြဘူးရိုသေလေးစားမှုမပြဘဲနေတာကိုဝေဒင်္ဇာမျိုးကဥဒိယဆိုတဲ့ပုံနာကြီးကစိတ်ထဲမှာမကျေနပ်ဘူးသူကသတင်းလဲကြိုတင်ကြားထားတယ်ဂေါရမယဟန်ဟာ
ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ရိုသေလေးစားမှုပြလို့မရှိဘူးလူရဲ့ယဉ်ကျေးမှုတွေကိုမလိုက်နာဘူးလို့ဆိုတာဟုတ်သူတို့လောကမှာသိရှိထားတော့သူကိုယ်တိုင်မြတ်စွာဘုရားရှိသွားတဲ့အခါသူ့ကိုအယုသေပေးတာမတွေ့ရဘူးအဲ့တော့အယုသေပေးတာမတွေ့ရတော့မြတ်စွာဘုရားနားလာပြီးတော့ပြောတယ်အနိကပ်ပြီးတော့သူကြားခဲ့တာတဲ့ခောရမယဟန်ဟာကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားဘူးအယုသေသမှုမပြုတ်ဘူးခရီးဥကြိုးမဆိုးဘူးအဲ့ဒီလိုသူကြားခဲ့တယ်အခုတော့သူကိုယ်တိုင်လာတာသူ့ကိုခရီးဥကြိုးဆိုတာဒီမလုပ်ဘူးဒီတိုင်းပဲပရိသတ်လိုက်မှာထိုင်ပြီးတော့နေတယ်အဲ့ဒါဟာကိုယ်တွေ့ပဲကြားတဲ့သတင်းနဲ့ကိုယ်တွေ့အဖြစ်ပြက်ဟာအလွန်မှန်ကန်နေတယ်အရှင်ဂေါရမအခုလိုလှုပ်တာလူယဉ်ကျေးမှုရိုသေလေးစားမယ်ဆိုတဲ့ကာရဝနိဗ္ဗာန်တရားပြက်ပြားခြင်းပဲဖြစ်တယ်မြတ်စွာဘုရားကိုပြစ်တင်တာအဲ့လိုပြစ်တင်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဗာပြန်ပြောတော့ဆိုပုံနာတဲ့ငါအနေနဲ့ရိုသေလေးစားမှုမပြုဘူးဆိုဒီမှာမှန်တယ်တဲ့ဘာကြောင့်လဲဆိုရင်ငါတဲ့အသက်ကြီးကျင်တော့ကြီးမယ်သီလငါတဲ့တာတဲ့ပုဂ္ဂိုလ်သမာဓိအရာငါတဲ့တာတဲ့ပုဂ္ဂိုလ်ပညာအရာငါတဲ့တာတဲ့ပုဂ္ဂိုလ်ငါကရိုသေလေးစားလောက်အောင်သီလရှိတယ်သမာဓိရှိတယ်ပညာရှိတဲ့ပုဂ္ဂိုလ်လောကကြီးမှာလူလောကမပြောနဲ့နတ်ပြည်ပြမာတွေအတိုင်းဝိုင်းမှာတောင်ငါစီမှာမရှိဘူးတဲ့ခဏိမပြောနဲ့တဲ့လောကကြီးမှာငါလူဘဝနဲ့မွေးဖွားလာတဲ့အချိန်မှတောင်လောကကြီးတစ်ခုလုံးကိုငါကြည့်လိုက်တဲ့အခါမှာအားလုံးကငါ့ကိုသာ respect ပေးနေကြတယ်ငါကပြန်ပြီးတော့သူတို့ကို respect ပေးရမယ်ယူသေးလေးစားမယ်ပုဂ္ဂိုလ်ဟာအဲ့ဒီတုန်းကတည်းကမတွေ့ခဲ့ဘူးတဲ့အခုတရားသူတရားမြတ်ကိုသိပြီးတော့ဘုရားဖြစ်သူရောက်တဲ့အချိန်မှာဘယ်မှာတွေ့မလဲအကယ်၍သာငါကလောကကျင့်ကိုလိုက်ပြီးတော့တဦးတယောက်ကိုခီးဥကျိုဆိုလိုက်မယ်အယုသေးပေးလိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငါရဲ့ယုသေးလေးစားမှုကိုခံနိုင်ရင်မရှိဘူးတဲ့ခေါင်းပြတ်သွားနိုင်တယ်ဒီလိုဆိုအဲ့ဒါကြောင့်မို့လို့သူကအယုသေးမပေးခြင်းလို့မဟုတ်ပေးလိုက်တာနဲ့တပြိုင်နက်ဟိုပုဂ္ဂိုလ်တယောက်ဟာခံယူနိုင်စွမ်းမရှိဘူးလို့ဆိုလို့သူရဲ့မြတ်စွာဘုရားရဲ့ယုသေးလေးစားမှုအယုသေးပေးမှုကိုခံယူနိုင်စွမ်းမရှိဘူးဒီလိုဆိုလို့ခံယူနိုင်တဲ့အရေးချင်းမရှိဘူးခဏခေတ်မှာပဲကြည်လေသားနဲ့အဖဒီလိုနေကြရသားကအဖေကိုယုသေးလေးစားတယ်လူဘဝသို့တော့အဲ့ဒီသားကသာသနာပေါင်းဝင်ပြီးတော့ယဟန်ခံလိုက်တဲ့အခါမှာသူကသူတော်စင်အသွင်နဲ့သူတော်စင်တို့ကျင့်သုံးရမယ်သီလဆိုတာကိုစောင့်တည်လိုက်တဲ့အခါကျတော့မိဘကပြန်ပြီးတော့ယုသေးလေးစားမှုကိုပြုရတယ်မိဘရဲ့ယုသေးလေးစားမှုကိုခံနိုင်တဲ့အရေးချင်းတွေရှိသွားတယ်အဲ့ဒီခံယူနိုင်တဲ့အရေးချင်းဟာဘာလဲလို့ဆိုရင်သီလပဲဖြစ်တယ်သီလကြောင့်အယုသေးခံနိုင်တဲ့အတိုင်းအတာတစ်ခုဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလည်းသီလအရာဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်တမာတိအရာပညာအရာသူ့တဲ့တာတဲ့ပုဂ္ဂိုလ်တလောကလုံးကိုကြည့်လိုက်တဲ့အခါအားလုံးဟာသူ့ရဲ့နှိမ့်ကြနေတာသာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ယုသေးလေးစားမှုမပြုဘူးလို့မြတ်စွာဘုရားကရှင်းပြတယ်အကယ်၍ငါယုသေးသမှုပြုလိုက်မယ်ဆိုရင်သူဟာခေါင်းတော်ပြတ်သွားနိုင်လောက်တဲ့အခြေအနေဆိုးတွေကြုံတွေ့နိုင်တယ်လို့ဒီလိုဆိုတာအဲ့လိုပြောလိုက်တဲ့အခါမှာမကျေနပ်ဘူးမကျေနပ်လို့မြတ်စွာဘုရားကိုစွဲချက်တွေအမျိုးမျိုးတင်တော့မြတ်စွာဘုရားကရှင်းပြတယ်နောက်ဆုံးမှာလောကကြီးမှာအရင်မွေးလို့အကြီးဆိုလို့ရှိရင်တဲ့ဟုတ်ပြီပဂတိလူသားတယောက်အနေနဲ့ငါနောက်မှမွေးတာမှန်တယ်သို့တော်လည်းအမှန်တရားကိုသိပြီးတော့မွေးဖွားလာတဲ့အခါမှာကိလေသာတွေဟူသောအိပ်ပျော်ခြင်းကမွေးလာတာတော့ငါဟာအကြီးဆုံးပဲဒီလိုဆိုတာသစ္စာလေးပါးအမှန်တရားကိုသိခြင်းဖြင့်လောကကြီးမှာမွေးဖွားလာတာတော့ငါအမှန်ငါဟာပထမဆုံးပဲကြံတဲ့ပုဂ္ဂိုလ်တွေကငါတဲ့ငဲနေတယ်တရားသူတရားမြတ်အတိနဲ့ပတ်သက်လာလို့ရှိရင်ငါဟောမှနောက်မှသိချရတာဖြစ်လို့အတိအနေနဲ့ငါဟာအကြီးဆုံးပဲဖြစ်တယ်ဒီရှုထောင့်ကနေမြတ်စွာဘုရားကရှင်းပြတယ်ပထမဆုံးမွေးလို့အကြီးဖြစ်ရမယ်ဆိုလို့ရှိရင်ဓမ္မအတိညာအနေနဲ့ငါပထမဆုံးမွေးလာတာ
ပထမဆုံးဒီတရားတွေကိုတီထွင်ပြီးဟောကြားလာတာဖြစ်တော့ဓမ္မမွေးဖွားခြင်းအပြင်ငါဟာအကြီးဆုံးဖြစ်တယ်လို့ဒီလိုရှင်းပြလိုက်တဲ့အခါမှာဝိရိယဇာမှာရှိတဲ့ဥရိယပုံနာကြီးကလက်ခံပြီးတော့အရှင်ဂေါတမကအကြီးဆုံးဖြစ်ပါပေတယ်ဆိုပြီးဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့ဘုရားဘာသာဝင်ဖြစ်ခံယူသွားတာဒီလိုအခြေအနေမျိုးတွေရှိခဲ့တယ်ပေါ့နော်အဲ့တော့အခုလည်းပဲလောကကြီးမှာကြီးတဲ့ပုဂ္ဂိုလ်ကိုရိုသေလေးစားရမယ်ဆိုတဲ့ကျင့်ဝတ်ထုံတန်းစင်လာအရာဒီကျင့်ဝတ်ထုံတန်းစင်လာတွေဟာတနေ့ကြလို့ရှိရင်ပြပြားသွားနိုင်တယ်ပေါ့ဆုပ်ယုပ်ပြပြားလာကြီးတဲ့ပုဂ္ဂိုလ်တွေကိုအလေးစားမထားဘူးအဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်တဲ့အဲ့ဒီတရားပျောက်ကွယ်သွားပြီဆိုတဲ့အခါမှာတဲ့နောက်အနာဂတ်မှာတရားဝါတွေဟာဘာဖြစ်လဲဆိုရင်လေးစားရမယ်အမေတွေအဖေတွေရောက်ခမတွေခုခေတ်လူတွေကတော့ရောက်ခမလူတွေမပြောရောက်ကတိဆိုတာထည့်လိုက်သေးတယ်အဲ့တော့ရောက်ခမအဖေနဲ့ရောက်ခမအမေပေါ့နော်ရောက်ခမကိုရောက်ခဖလို့ခေါ်ရင်လည်းတော်လိုက်ဦးမယ်ရောက်ကတိတော့မဟုတ်တော့ဘူးထမနော်ရောက်ခမအမေအဖေတွေအဲ့ဒီအမေအဖေတွေနဲ့ရောက်ခမအမေအဖေတွေပေါ်မှာလေးစားရမယ်အနေအထားတွေပြပြားသွားပြီးတော့ဘယ်သူမှဘူမထားတဲ့အနေအထားမျိုးတွေဖြစ်တယ်နော်စိတ္ထပစာယိကဓမ္မဆိုတာမရှိတော့ဘူးအဲ့ဒါလို့လုံးယုံနေမကဘူးမလေးစားယုံနေမကဘူးဘာဖြစ်လာတော့ဆိုလူငယ်လူရွယ်ပြီးပညာတွေသင်ကြားလို့ပညာတွေတက်ပြီးစီးပွားဥစ္စာတွေရှာနိုင်တယ်အမေတွေအဖေတွေတဲ့ပို့ပြီးတော့စီးပွားဥစ္စာတွေရှာနိုင်လာတယ်ရှာနိုင်လာတဲ့အခါကုမ္ပဏီတွေထောင်ပြီးတော့ကိုယ့်ဟာကိုယ်ချမ်းသာကြွယ်ဝလာတယ်ဆိုရင်အမေအဖေတွေပေါ်မှာပို့ပြီးတော့မောက်မာလာတဲ့သဘောစာဝန်နေမြမိဘတွေကိုပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးနော်အဲ့တော့မိဘတွေရောက်ခမတွေရောက်ခမအမေအဖေတွေဟာအသက်အရွယ်ကြီးလာတဲ့အခါကျတော့အားကိုးရမရှိကိုယ်တိုင်လည်းလောက်ကင်စားတော့နိုင်ခြင်းမရှိဘူးမရှိတဲ့အခါကျတော့ကိုယ်သားကိုယ်သမီးချော့မော့ပြီးပေါင်းနေကြရတယ်သူတို့စိတ်တိုင်းညအမေဖေဆိုပြီးတော့ကိုကနေပြီးတော့ဩဇာမပေးနိုင်တော့ဘူးသားသမီးပေးတာလေးနဲ့ဂျင်းတ်နေရတခါတော့ကလွန်ခဲ့တဲ့အနှစ်20လောက်ကမန္တလေးရန်ကုန်မြေထားစီးပြီးတော့ဘုန်းကြီးခရီးသွားတော့ကတွေ့ခဲ့တဲ့ဖြစ်ပျက်ကလေးတခုပြောအောင်ဘုရားတဘုရားမမြေထားဆိုင်တဲ့အခါဘုရားယုံထဲမှာထိုင်နေတဲ့သားမီး2ယောက်နော်သားမီး2ယောက်ထိုင်နေတဲ့နေရာနဲ့ဘုန်းကြီးတို့ယထာတွေဆိုင်လိုက်တာနဲ့ပရင်းပေါက်နဲ့တဲ့အဲ့ဒီအချိန်မှာသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကအမေကိုဘာပြောနေတော့အမေကဘာပြောလိုက်တယ်တော့မကြားလိုက်ဘူးသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကသူ့အမေကိုဘာပြောတော့ဆိုတော်လှုပ်စာကိုကြုတ်စားနေတာမဟုတ်ဘူးတဲ့လာပြီးတော့ရှာမရှိနဲ့အမေကိုသမီးကပြောနေတဲ့စကားကိုယ်တိုင်ကြားခဲ့ရတယ်အဲ့ဒါနော်တော်လှုပ်စာကြုတ်စားနေတာမဟုတ်ဘူးတဲ့အဲ့တော့တောသူတွေနဲ့တူပါတယ်တော်တို့ကြုတ်တို့နဲ့ပြောတာကြားခဲ့တယ်အဲ့ဒီမှာမြေထားဘူးတာတခုမှဩကြည်ပါလားအမေကိုများပြန်ရန်တွေ့အဲ့တော့အမေလုံးတဲ့ပုဂ္ဂိုလ်ကငြိမ်ငြိမ်လေးနေတယ်ပြန်မပြောရဲတော့ငြိမ်သွားတယ်အဲ့စောစောကတော့ဘာတွေပြောကြတယ်တော့မသိဘူးကြောက်ကစားဖြစ်နေပုံတော့ရတယ်အဲ့ဒီမှာတော်လုံးစာကြုတ်စားနေတာမဟုတ်ဘူးတဲ့ရှားမရှိနဲ့တဲ့ဟောအဲ့ဒါနဲ့မိဘလုံးတဲ့ပုဂ္ဂိုလ်ကပါးစပ်ကလေးပိတ်ပြီးတော့စိတ်လိတ်ကလေးတောက်ပြီးဒီတိုင်းထိုင်နေရှာဘာမှမပြောတော့အဲ့ဒါမိသားကြီးထွက်သွားတော့သူတို့ကိုကြည့်ပြီးတော့ဩဖြစ်မဖြစ်ရလေအမေဖေကိုပြန်ငေါ့နေတယ်အဲ့ဒါတော့ကိုယ်တိုင်တွေ့ခဲ့တဲ့ဟာပေါ့တခြားတွေမှာလည်းပဲဒါမျိုးတွေကအလားတူတွေရှိတယ်ပေါ့အဲ့ဒါလို့ယုတ်သိလေးစားမှုတွေဟာကင်းမဲ့လာတတ်တယ်နောက်ပိုင်းကျတော့သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးစိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေဟာတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့
အဲ့ဒီလိုအနေအထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာငယ်စဉ်တောင်ကြီးကကျွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါင်းလိုက်တဲ့ဆိုတဲ့အနေအထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေအထားလူယဉ်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့ပြက်ပြားလာတော့မိအိုဖအိုတွေရောက်ခမအမေအိုအဖေအိုတွေဟာအာကိုရမရှိဘူးကိုယ်လည်းမစွမ်းဆောင်နိုင်တော့ဘူးမစွမ်းဆိုင်နိုင်တော့သားလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲ့ဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကြည်နပ်တဲ့အခါမှာစိတ်ကြည်နပ်အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကြည်နပ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့ဒီလိုဆိုတာဒါကြောင့်မလို့ဓမ္မရဲ့ဘိုးဘွားရိပ်သားတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အစဉ်ပြေတဲ့မိဘတွေရှိတယ်လို့အစဉ်မပြေတဲ့မိဘတွေသားသမီးတွေရဲ့အောင်ငေါက်တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတဲ့မိအိုဖအိုတွေဟာလေလောကမှာတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာတယ်အဲ့တော့ဒီဥယျာဉ်ဟာတဖြည်းဖြည်းတိုးတက်လာနောက်ပိုင်းမှာကြီးတဲ့ပုဂ္ဂိုလ်ယူသည်လေးစားရမယ်ဆိုတဲ့ကိုချင်းတရားတွေဟာပြပြလာပြီးနော်မာနတွေတက်ကြွလို့ကျေးဇူးတရားကိုမထောက်ထားပဲနဲ့မိဖို့ဖားတွေကိုအော်ငေါက်ပြီးနေတတ်တဲ့သားဆိုသမီးဆိုတွေနဲ့ကြုံတွေ့လာတဲ့အခါအနာဂတ်မှာဒီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်တော့အဲ့တော့ဒါကလောကလူသားတွေလူလောကကြီးတစ်ခုလုံးအတွက်မဲ့တာဗမာပြည်အတွက်တင်မဟုတ်ဘူးနိုင်ငံတကာမှာဒီလိုအနေအထားမျိုးတွေရှိတယ်အမေရိကန်နိုင်ငံသွားတော့ကဗမာပါပဲနော်ဗမာလူမျိုးတွေကပဲအမေရိကန်နိုင်ငံရောက်သွားပြီအမေရိကန်နိုင်ငံမှာကြီးသွားပြီဆိုရင်ကြာကြာနေလိုက်လို့ရှိရင်အမေရိကန်လိုက်ဝင်သွားတယ်ပတ်ဝန်းကျင်ဥပနိဒေယပစ္စည်းကြောင့်ပတ်ဝန်းကျင်ပုံစံတွေဝင်သွားတဲ့အခါကျတော့အမေဖေကိုနှုတ်ဆက်တာတတ်တာတဲ့နော်လောက်ကြလောက်တယ်သွားကြသွားတယ်အမေဖေကိုနှုတ်ဆက်သွားနော်အဲ့ဒီလောက်လေးပဲအမေဖေကိုအယုသေးလေးစားဖို့အသာထားနော်သူသွားကြသွားမယ်ပြန်ကျင်တဲ့အချိန်ပြန်မယ်အမေဖေကိုအိမ်မှာပြောရမယ်ဆိုရင်သူခေါ်ကျင်တဲ့လူခေါ်လာတယ်နော်မိဘရှိတော်ပါတော့ဒီလိုမသိဘူးဘာဖရင့်ညာဖရင့်နေခေါ်ချလာအဲ့ဒီလိုဟာမျိုးတွေရှိတော့တခါကြီးတယောက်ကဘုန်းကြီးနဲ့တွေ့တော့လျှောက်တယ်တပည့်တော်ဒီကောင်နေဒီခေါ်ပြီးတော့ထားမိတာမှားတယ်ဗျာခုမှဘာကောင်းဖြစ်နေတယ်ဆိုလားသူပြောတယ်တပည့်တော်အဲ့ဒီဘွားရောက်နေပြီတဲ့သူတို့လှုပ်ချင်အောင်လှုပ်နေတပည့်တော်ဘာမှလည်းပြောလို့မရတော့ဘူးအဲ့ဒါတကယ်လျှောက်ထားကြုံခဲ့ရဘူးလေပေါ့လောကကြီးမှာဆွေးရပြက်ပြားလာပြီဆိုရင်အခြေအနေတွေကဒီတိုင်းပဲဖြစ်လာအခြေအနေဒီတိုင်းဖြစ်လာမြန်မာမိသားစုတွေကပဲဒီလိုပဲအမေတွေဖေတွေကတော့တားဆိုမပြတ်နိုင်ဘူးမြန်မာမျိုးသမီးတူကဘလက်လို့ခေါ်တဲ့ကပလီတယောက်နဲ့အိမ်အောင်ကြပြီးတော့ပြောင်းကျင်တဲ့ state ကိုပြောင်းသွားတယ်မိဘတွေကတော့ဘယ်သွားတော့မလာနဲ့တယ်လီဖုန်းလည်းမဆက်နောက်ကြတော့သူတို့ပြောင်းကျင်တဲ့နေရာပြောင်းသွားတယ်ဟောအလောက်ကန်ရှိရပြောင်းသွားတယ်မိဘကတော့တမျောမျောနဲ့ဒီလိုနေကြအဲ့ဒီလိုမိဘတွေကဩဇာကျသွားတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုအနေအထားဖြစ်လာမှာကိုကြည့်ပြီးတော့အိုးနွားမကြီးတွေဟာရှေ့ကဒူးလေးနှစ်ဖက်လက်ကလေးဒူးတုပ်ပြီးတော့ခဏမှမွေးကစားနွားမငယ်ပေါက်စာလေးရဲ့နှုတ်စို့ပြီးတော့နေရတယ်ဆိုတဲ့အနေအထားမျိုးဟာဒီမြင်ကွင်းဟာအနာဂတ်မှာမိအိုဖအိုတွေအတွက်မကောင်းတဲ့အတိတ်နိမိတ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါမျိုးဆိုလို့တယ်နိုင်ငံသားတွေမှာဆိုလို့ရှိရင်မိအိုဖအိုခရီးမဆိုင်နိုင်ကြတော့ဘူးစိုက်ချင်တောင်မှမဆိုင်နိုင်တဲ့အနေအထားဖြစ်တော့ဘယ်ပို့တော့ဆိုနာဆင်းဟုံးပို့ထားနာဆင်းဟုံးပို့တယ်နာဆင်းဟုံးပို့ထားပြီးတော့အဲ့ဒါတော်သေးတဲ့သားသမီးဆိုလို့ရှိရင်မိခင်ဖခင်သွားပြီးတော့ကြည့်တယ်ကြည့်ပြီးတော့အာဘေးစကားလေးပါလေးပြောကြသေးတယ်အေးမိဘကိုမလေးစားတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီပို့ထားပြီးတော့
နော်တလနေလို့လည်းမရောက်ဘူးနှစ်လနေလို့လည်းမရောက်ဘူးအဲ့ဒီထဲမှာမိအိုဖအိုတွေက complaint တက်တဲ့မိအိုဖအိုတွေဆိုလို့ရှိရင်ပြောစံကြားခဲ့တာအဲ့ဒီမှာဆေးနဲ့ငြိမ်အောင်ထိုးလိုက်တယ်လို့တောင်ကြားဘူးတဲ့အဲ့ဒါသိပြီးတော့ complaint တက်ပြီးတော့လှုပ်တဲ့မိအိုဖတွေကိုနာဆင်းဟုံးမှာစောင့်တဲ့ nurse မတွေကဆေးကလေးထည့်ပေးလိုက်လို့ရှိရင်ငြိမ်သွားတာတဲ့အဲ့ဒါငြိမ်ဆေးထိုးလိုက်တာနောက်ဆုံးမှာစမ်းစမ်းကြီးဖြစ်သွားအဲ့ဒီငြိမ်ဆေးကလုံးဝမလှုပ်တော့တဲ့ငြိမ်ဆေးထိုးပလိုက်တာတဲ့အဲ့ဒါလို့တောင်ကြားခဲ့တယ်အမေရိကန်နေတုန်းကနော်အဲ့တော့လောကကြီးကမရှိဘူးလို့ပြောလို့မရဘူးဒါမျိုးတွေဖြစ်တယ်ဆိုတာမတမအဲ့တော့ကောသလမင်းကြီးအိမ်မက်မက်တာဒီကနေ့ခေတ်မှာဒါမျိုးတွေဖြစ်လာပြီလို့ဆိုတဲ့အဓိပ္ပာယ်ပဲဂျာမနီနိုင်ငံသွားတော့ကဆိုရင်အဖိုးကြီးတွေအမေကြီးတွေချင်းကလေးဆွဲပြီးကိုယ့်ဘက်ကိုဈေးဝယ်နေရှာကြဈေးဝယ်နေကြတယ်သားသမီးတွေရှိတော်လဲသားသမီးတွေကမပြုစုကြဘူးတချို့များဆိုလို့ရှိရင်ဈေးဝယ်သွားရင်လမ်းနေမဲ့လဲဆုံးသွားတဲ့ဟာတွေရှိတယ်ချို့လဲအိမ်ပေါ်မှာနေမဲ့ဘဝအဆုံးသတ်သွားကြတယ်နော်သားသမီးတွေကလုံးဝမကြည့်ကြတော့ဘူးအဖိုးကြီးဖွားကြီးတယောက်ပဲ့သွားပြီဆိုလို့ရှိရင်ခွေးလေးတစ်ကောင်မွေးပြီးတော့ကျိုးကလေးနဲ့ခွေးလေးနဲ့အဖော်လုပ်ပြီးတော့သွားတာကိုလည်းတွေ့ရတယ်ဈေးသွားဝယ်တယ်ချင်းကလေးနဲ့အဲ့ဒီလိုလောကစားတော့ကြရတဲ့အမေအဖေတွေဟာဘဝမှာသားသမီးတွေကပြစ်ထားခဲ့တာတွေဒါမျိုးတွေတော်တော်များတယ်ပေါ့တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီမိဘတွေကိုတော်ရဲခေါ်သွားပြီးတော့အဲ့တော်ထဲမှာပဲကြိုးလေးတုပ်ပြီးတော့ထားပစ်ခဲ့တယ်ညကြတော့ဝန်ပလွေတွေဘာတွေလာရင်အဲ့ဒါစားသွားတာအဲ့လိုတောင်ထားတယ်ဆိုတာမျိုးတွေကရှိလာတယ်ပေါ့ဒီလိုမိဘဖော်တွေကိုမပြုစုနိုင်တဲ့အခါကျတော့အဲ့လိုတော်ထဲမှာခေါ်သွားပြီးတော့ထားပစ်ခဲ့တာပဲဒီလိုဇလန်းတွေတောင်ရှိတယ်ပေါ့နော်အဲ့တော့လောကကြီးဟာဆိုးပြပြလာပြီဆိုလို့ရှိရင်တော့အမှန်တမ်းရင်နာစရာဖြစ်ပျက်မှုတွေဟာဖြစ်ပျက်လာနေအဲ့ဒါကိုသားသမီးတွေကဒီမိအိုဖအိုတွေဟာသားသမီးတွေပေးတာလေးနဲ့ခြေနှက်ပြီးနွားမကြီးတွေဟာနွားမငယ်လေးပေါက်စလေးရဲ့နှုတ်ကိုစိုးရတယ်လို့ပဲမိဘတွေဟာသားသမီးတွေခြေနှက်အောင်ချော့မော့ပြီးတော့သားသမီးတွေကပ်ရစားရတဲ့ဘဝမျိုးအဲ့လိုကပ်ရစားလို့ကြည်ကြည်နက်နက်လက်ခံထားရင်ပဲကျေးဇူးရှင်မကြီးတွေကျေးဇူးတင်ရအောင်ပါပဲကျေးဇူးရှင်ကြီးတွေဖြစ်အောင်ပါပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဝန်ပလွေစာကျွေးရင်တော့ဒုက္ခရောက်အောင်ပါပေါ့နော်ဘဝမှာအဲ့ဒါလိုတွေတောင်ဖြစ်ကြရတယ်ပေါ့ဒါဟာကောသလမင်းရဲ့ဒီတတိယမြောက်မြင်မဲ့တဲ့အိမ်မက်ရဲ့အကျိုးအပြစ်အနေနဲ့မြတ်စွာဘုရားဒီလိုဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒီအိမ်မက်ကြောင့်သင်မင်းကြီးမှာဘာမှဘေးရအန္တရာယ်မဖြစ်ပါဘူးတဲ့။နောက်အနာဂတ်မှာဖြစ်ပေါ်လာမဲ့အခြေအနေတွေကိုကြိုတင်ပြီးတော့မြင်မဲ့တာပဲဖြစ်တယ်။ဆိုပြီးတော့ကောသလမင်းကြီးကစတုထမြောက်အိမ်မက်ကိုမြတ်စွာဘုရားကိုလျှောက်ပြန်တယ်။ရှင်ဘုရားတဲ့နောက်အိမ်မက်တစ်ခုကတော့တပည့်တော်မက်တာဝန်ထမ်းနိုင်တဲ့ခွန်အားဗလရှိပြီးတော့ဝန်တော့ဝန်ဘိုးကိုထမ်းနိုင်လောက်တဲ့အရွယ်ရောက်တဲ့လုံရတန်တာနဲ့ပြည့်စုံတောင့်တင်းခိုင်မာတဲ့နွားကြီးတွေရှိတယ်ဗျာတဲ့ဝန်ယုံနိုင်တဲ့နွားကြီးတွေအဲ့ဒီမှာအဲ့ဒီလိုဝန်ယုံနိုင်တဲ့နွားကြီးတွေကိုလှဲဒီတဘိုးမှာမကပဲနဲ့နွားပေါက်စလေးတွေကိုတဘိုးမှာကနွားကြီးတွေကိုဖြုတ်ပစ်ပြီးတော့ဘာမှဝန်မယုံနိုင်တဲ့နွားပေါက်စလေးတွေကိုတဘိုးမှာကတယ်အဲ့ဒါလို့ကပြီးတော့ဝန်တုတ်တွေတင်ပြီးတော့လှဲကိုယုံခိုင်းနေတယ်အဲ့လိုယုံခိုင်းတဲ့အခါမှာလှဲတွေကလုံးဝမရွေ့ဘူးတဲ့နွားလေးတွေကမသွားနိုင်ကြအောင်ယုံခံပြီးတော့နေကြတယ်ပေါ့ဝန်တုတ်ကိုမဆောင်ရွက်နိုင်တဲ့အနေအထားမျိုးတွေတပည့်တော်အိမ်မက်ထဲမဲ့တယ်တဲ့လှဲကလည်းတပိန်တလိမ့်မှမလိမ့်မဲနဲ့ဒီလိုနေတာသို့တော်လည်းပဲနွားကြီးတွေရှိရတဲ့နွားကြီးတွေဖယ်ပစ်ပြီးနွားပေါက်စလေးကတာကပြီးတော့လှဲနဲ့မောင်းတာကိုတပည့်တော်မြင်ခဲ့ရအဲ့ဒါဟာတပည့်တော်စတုထမြောက်မြင်မဲ့တဲ့အိမ်မက်ပါပဲအဲ့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကရောဘာဖြစ်နိုင်တော့ဆိုတော့မြတ်စွာဘုရားဒီအိမ်မက်ရဲ့
အကျိုးအပြစ်ကဟာလည်းပဲတဲ့အခုဖြစ်မဲ့ဟာမဟုတ်ဘူးတဲ့နောက်တစ်ခေတ်ရောက်လာတဲ့အခါကျတော့ဒီကိုချင်းတရားကင်းမဲ့တဲ့တရားဓမ္မနဲ့အုပ်စိုးမှုမပြုကြတဲ့မင်းဆိုးရာဇာတွေလက်ထက်ရောက်လာလို့ရှိရင်ဒါမျိုးဟာဖြစ်လာနိုင်တယ်ပေါ့အေးနောင်ရောက်လာလို့ရှိရင်လူလောကထဲမှာတရားဥပဒေနဲ့အညီမင်းချင်းတရားတို့အဲ့ဒီလိုတရားဥပဒေနဲ့အညီအုပ်စိုးလို့မရှိတဲ့မင်းတွေရဲ့လက်ထက်မှာဘာဖြစ်လာတော့ဆိုမင်းမှုတန်းတွေဟာတကယ်ပညာရှိပြီးအစဉ်လာကောင်းတယ်အစဉ်လာနဲ့ပြည့်စုံပြီးတော့မင်းမှုတန်းတဲ့ရှိလျားတဲ့အသိပညာကျွယ်ဝတဲ့ဒီဆောင်ရွက်နိုင်စွမ်းရှိတဲ့အမတ်ကြီးတွေကိုယာတုမပေးဘူးတဲ့ယာတုကဖြုတ်ပစ်တယ်ခဏကဝန်ထမ်းနိုင်တဲ့နွားတွေကိုတဘိုးကနေဖြုတ်ပစ်တယ်လို့ပဲအဲ့ဒီလိုတကယ်ကိုထမ်းဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့မျိုးရိုးကောင်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုယာတုမပေးဘူးတဲ့ဒါတွေမကဘူးတရားယုံနေမှာလည်းပဲဒီပညာရှိပြီးတော့တရားဥပဒေကျွမ်းကျင်တဲ့တကယ်တရားသူကြီးတွေကိုယာတုခန့်ထားခြင်းမပြုဘဲနဲ့ဥပဒေရေးရာကျွမ်းကျင်တဲ့လူတွေကိုမခန့်ထားဘဲနဲ့အေးဥပဒေမကျွမ်းကျင်တဲ့လူငယ်လူရွယ်တွေကိုယာတုခန့်ထားကြတယ်တဲ့တရားယုံနေမှာအဲ့လိုယာတုအပြောင်းလဲတွေလုပ်ပြီးတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုမခံမနဲ့ထားတယ်အဲ့ဒီလိုထားတော့ဘာတွေဖြစ်လာတော့ဆိုသူတို့ဟာမင်းမှုတန်းနဲ့လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုတင့်တော်တယ်မတင့်တော်ဘူးဆိုတာတွေဘာတစ်ခုမှမသိဘူးမသိတော့အဲ့ဒီယာတုရဲ့တာဝန်ဝတ္တရားတွေကိုထမ်းဆောင်နိုင်ခြင်းမရှိကြဘူးတဲ့ခြေပြောင်အောင်မထမ်းဆောင်နိုင်ကြဘူးအဲ့ဒီလိုမထမ်းဆောင်နိုင်တဲ့အခါကျတော့အဲ့ဒီအလုပ်ကိုသူတို့စွန့်ခွာနေကြတယ်စွန့်ခွာသွားကြတယ်အဲ့ဒီမှာအသက်ရွယ်ကြီးတဲ့ပညာရှိအမတ်ကြီးတွေဟာဘာဖြစ်လာတော့ယာတုမရတဲ့အခါကျတော့နော်ယာတုမရတဲ့အခါအလုပ်အကိုင်မရှိတဲ့အခါကျတော့ဘာဖြစ်တော့နော်အေးငါတို့ဘေးဖယ်ထားလိုက်ပြီငါတို့ဟာအပြင်ရောက်သွားပြီငါတို့တဲ့အရာရောက်လာလူငယ်လူရွယ်တွေကငါတို့တဲ့အရာရောက်လာတယ်ဆိုပြီးသူတို့မှာတကယ်ကျွမ်းကျင်တော်လည်းပဲဘာမှဝင်ပြီးတော့မပြောကြတော့ဘူးသိပေမဲ့လို့သိတာကိုမပြောကြတော့ဘူးဝင်ရောက်ပြီးတော့မှားရွေးနေလှုပ်ဆောင်ကုန်ကြတယ်လောက်ရမယ့်ကိစ္စတွေကအကုန်တလွဲတချော်တွေဖြစ်မှန်မှန်ကန်မဖြစ်တော့လုပ်ငန်းကိစ္စတွေကအောင်မြင်မှုမရှိဘူးတဲ့တပြည့်အုပ်ချုပ်တဲ့မင်းတွေရဲ့ဒီကိစ္စတွေဟာအောင်မြင်မှုမရတဲ့အခါကျတော့ဘာဖြစ်လဲမင်းတွေရဲ့လုပ်ငန်းကိန်းတာတွေဟာဆုပ်ယုပ်ပြက်ပြားလာတယ်ပေါ့လုပ်ငန်းတွေမအောင်မြင်တော့ဘူးမအောင်မြင်လို့ဆုပ်ယုပ်ပြက်ပြားမှုတွေဖြစ်ပေါ်လာခဲ့တယ်ဘယ်နေရာကြည့်လိုက်တိုးတက်မှုမရှိဘဲနဲ့ဆုပ်ယုပ်ပြက်ပြားမှုတွေကြီးပဲဖြစ်လာဥပမာပဲတကယ်တာဝန်ထမ်းဆောင်နိုင်တဲ့ရုံးနိုင်တဲ့နွားကြီးတွေကိုဖြုတ်ပစ်ပြီးတော့တာဝန်ထမ်းဆောင်နိုင်တယ်မရှိတဲ့နွားငယ်ကလေးတွေကိုတဘိုးမှာကပြီးတော့ယုံခိုင်းတဲ့အခါမှာဘာမှဝန်တော့ဝန်ဘိုးကိုမယုံနိုင်တယ်လို့ပဲတဲ့အဲ့ဒါလို့မင်းဆိုးရာစာကိစ္စတွေဟာအားလုံးပြက်ပြားဆုပ်ယုပ်ပြီးတော့သွားတယ်နောက်တစ်ချိန်မှာဒါမျိုးတွေဖြစ်လာနိုင်တယ်လောကကြီးရဲ့ဆုပ်ပြက်ပြားမှုတွေလုပ်ငန်းကိစ္စတွေမအောင်မြင်မှုတွေဟာဒီလိုအခြေအနေကြောင့်ဖြစ်ပေါ်လာနိုင်တယ်ဒီလိုအိမ်မက်မက်ချင်းကြောင့်သင်မင်းကြီးမှာဘာမှအန္တရာယ်မရှိဘူးနောင်အနာဂတ်မှာဒါမျိုးတွေဟာဖြစ်ပေါ်လာနိုင်တယ်ဒါကိုဆွဲပြီးတော့မက်ချင်းတာဖြစ်တယ်လို့မြတ်စွာဘုရားကဖြေရှင်းတယ်ပေါ့အဲ့ဒါလို့ဖြေရှင်းတော့နောက်တစ်ခါထူးထူးဆန်းဆန်းပင်စမမြောက်အိမ်မက်တစ်ခုအကြောင်းကိုသူကလျှောက်ပြန်တယ်တပည့်တော်ထူးထူးဆန်းဆန်းမြင်မဲ့တာတစ်ခုကတော့ဘုရားတဲ့ခေါင်းနှလုံးနဲ့မျက်နှာခေါင်းကိုတပည့်တော်တွေ့တယ်ခေါင်းနှလုံးဆိုတော့ပါးစပ်နှစ်ပေါက်ရှိမှာပေါ့နော်ခေါင်းနှလုံးနဲ့မြင်
အိမ်မက်ထဲမှာထူးထူးဆန်းဆန်းခေါင်းနှလုံးနဲ့မြင်းကြီးကိုသူတွေ့ရတယ်တဲ့အဲ့ဒီခေါင်းနှလုံးနဲ့မြင်းကိုဟိုဘက်ကလည်းအစာကျွေးတယ်ဒီဘက်ကလည်းအစာကျွေးတယ်ခေါင်းနှလုံးရှိတော့ဒီဘက်ခေါင်းကိုလည်းအစာကျွေးတယ်ဟိုဘက်ခေါင်းကိုလည်းအစာကျွေးတယ်အစာကျွေးတော့ तू ကဟိုဘက်ပါးစပ်ကလည်းစားတယ်ဒီဘက်ပါးစပ်ကလည်းစားတယ်နော်မနုဿိဟကိုနှခွဆိုတာကြားဘူးတယ်အခုကနော်မျက်နှာကောင်တွေကနေခေါင်းနှလုံးနဲ့အခုကခေါင်းနှလုံးဆိုတော့ခေါင်းဆိုတော့ပါးစပ်ပေါက်ပါတယ်နေရဆိုတော့ဒီဘက်ပါးစပ်ကလည်းစားတယ်ဟိုဘက်ပါးစပ်ကလည်းစားတယ်ကိုကတော့တစ်ခုတည်းပဲအဲ့ဒါထူးထူးဆန်းဆန်းအိမ်မက်ထဲမှာခေါင်းနှလုံးနဲ့မျက်နှာကောင်ဟိုဘက်ကလည်းကျွေးဒီဘက်ကလည်းကျွေးအဲ့ဒါနှစ်ဖက်စလုံးစားနေတာကိုတပည့်တော်မြင်မဲ့တယ်ဗျာတဲ့ဒါတပည့်တော်ရဲ့၅ခုမြောက်အိမ်မက်ပဲတဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကရောဘလို့ဖြစ်လာနိုင်ပါသလဲဆိုဒါလည်းပဲတဲ့နောက်အခါမှာကိုကျင့်တရားပြက်ပြားတဲ့မင်းဆိုးရာဇာတွေရဲ့နိုင်ငံမှာဒီအကျိုးတွေဖြစ်ပေါ်လာနိုင်တယ်အေးနောက်အနာကရောက်တဲ့အခါမှာကိုကျင့်တရားပြက်ပြားတဲ့မိုက်မဲတဲ့မင်းဆိုးရာဇာတွေဟာဒီကိုကျင့်တရားပြက်ပြားနေတဲ့လော်လီတဲ့လူတွေလော်လီတဲ့လူတွေဆိုတာကိုကျင့်တရားလုံးဝမရှိတဲ့လူတွေကိုတရားယုံနေမှာခံထားလိုက်မယ်နော်အဲ့ဒါလို့တရားယုံနေမှာခံထားတဲ့အခါမှာအကောင်းအဆိုးအကြောင်းအကျိုးကိုသူတို့နားမလဲကြဘူးတဲ့နားမလဲလို့တရားဥပဒေကိုလည်းဘယ်တော့မှမလေးစားဘူးမလေးစားဘဲနဲ့တရားယုံထိုင်ပြီးတော့ဝိနည်းဆရာချတဲ့အခါမှာတရားလူဘက်ကပေးတာလဲယူလိုက်တာပဲတရားခံဘက်ကပေးတာလဲယူလိုက်တာပဲဟိုဘက်ကလက်သေးစားတယ်ဒီဘက်ကလည်းစားတယ်ဟိုဘက်ကလည်းယူဒီဘက်ကလည်းယူနော်အဲ့ဒါလို့နှစ်ဖက်ကဒီတရားပြိုင်နေရဲ့လက်ကနေပြီးတော့ပေးသမျှတစိုးလက်ဆောင်တွေကိုစားတာတဲ့အဲ့ဒါမျိုးတွေဟာလောကကြီးမှာဖြစ်ပွားလာလိမ့်မယ်အဲ့ဒီဖြစ်ပွားလာတာနောက်အနာဂတ်မှာဖြစ်ပေါ်လာတယ်ပို့ပြီးတော့ခေတ်စားလာနိုင်တယ်အဲ့ဒါကိုဆွဲပြီးတော့ခုချိန်ကအတိတ်နမိတ်ပြတဲ့အနေနဲ့မက်ချင်းတာဖြစ်တယ်တင်မင်းကြီးရဲ့လက်ထက်မှာဘာမှမဖြစ်ဘူးတဲ့မှာလည်းပဲဒီအိမ်မက်ကြောင့်ဘယ်လိုမှဘေးအန္တရာယ်ဖြစ်နိုင်စရာမရှိဘူးမဖြစ်ဘူးလို့မြတ်စွာဘုရားကဒီလိုမိန့်ကြားတဲ့အခါကျတော့ဒါဖြင့်ဗျာတဲ့တပည့်တော်6ခုမြောက်မက်တဲ့အိမ်မက်ကလေးကိုရှောက်ပြရစေတဲ့6ခုမြောက်မက်တဲ့အိမ်မက်ကတော့တပည့်တော်ဘာမြင်တော့ဆိုရင်တပည့်တော်လှည့်ကြည့်တဲ့အခါလူအုပ်ကြီးတုပ်တွေ့တယ်ဗျာအဲ့ဒီလူအုပ်ကြီးတွေ့တော့တပည့်တော်သွားကြည့်တယ်အိမ်မက်ထဲမှာပေါ့နော်လူအုပ်ကြီးကိုသွားကြည့်တဲ့အခါကျဒီလူတွေဘာလုပ်နေကြတော့ဆိုအဖိုးတန်တဲ့အဖိုးတသိန်းတန်တဲ့ရွှေခွက်ကြီးကိုနော်ဝင်းနေအောင်ပုတ်တိုက်ထားပြီးတဲ့အခါမှာအဲ့ဒီထဲမှာခြေလေးကောင်းရှိတဲ့တတဝါတွေထဲမှာအယုတ်မာဆုံးလို့ဆိုတဲ့မြေခွေးတစ်ကောင်အဲ့ဒီခွက်ကြီးထဲမှာနော်ကျင်ငယ်စွန့်မှုအဲ့ဒီခွက်ကြီးထဲမှာကျင်ငယ်စွန့်မှုဆိုပြီးတော့အဲ့ဒီမြေခွေးကိုရွှေခွက်ကြီးတွေနဲ့ရွှေခွက်ကြီးနဲ့ခံထားပြီးသူကျင်ငယ်ဆွင့်အောင်လုပ်နေကြတယ်ကြိုးစားနေကြတာကိုသွားတွေ့တယ်မြေခွေးကိုအဲ့ဒါရွှေခွက်နဲ့ခံပေးပြီးတော့ကျင်ငယ်ဆွန့်အောင်လုပ်နေကြအဲ့ဒီမှာမြေခွေးကလည်းနော်ပေါင်လေးတစ်ချောင်းမြောက်ပြီးတော့အဲ့ဒီရွှေခွက်ထဲကိုပန်းထည့်နေတာတွေ့လာတယ်ထူးထူးဆန်းဆန်းပေါ့မြေခွေးဆိုတဲ့အကောင်အဲ့ဒီရွှေခွက်ကြီးထဲမှာကျင်ငယ်စွန့်နေတာဒါကိုတပည့်တော်မြင်လိုက်တယ်ဗျာမြင်ရတယ်ဗျာအဗ္ဗဓမ္မထူးဆန်းတဲ့အနေအထားတစ်ခုကိုတပည့်တော်တွေ့ရတယ်အဲ့ဒီအိမ်မက်ကိုတပည့်တော်ပြင်မဲ့ထားပါလို့ဆိုတော့မြတ်စွာဘုရားကဒါလည်းပဲအခုအကျိုးသက်ရောက်မှုဖြစ်အောင်မဟုတ်သေးဘူးတဲ့ဒီဟာကလည်းနောက်အနာဂတ်မှာအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တယ်တဲ့အဲ့ဒီအကျိုးသက်ရောက်မှုတွေကတော့ဘာလို့ဆိုရင်နောက်အနာဂတ်ရောက်တဲ့အခါမှာတရားဓမ္မကိုကျင့်သုံးမှုမရှိဘဲနဲ့ဒီမျိုးရိုးမကောင်းတဲ့ငတဘာမင်းနေဆိုတာတိုင်းပြည်အုပ်ချုပ်လိုက်မယ်ငတဘာမင်းဆိုတာဘယင်မျိုးရိုးကလာတဲ့ဟာမဟုတ်ဘူးပေါ့လေးစားလောက်တဲ့ဟာတွေမဟုတ်ဘူးနော်
မြန်မာရာဇဝင်ထဲမှာရှိတယ်မဟုတ်လားငါတပါးဆိုတာလေငါတပါးဆိုတာ Royal Family ကမွေးလာတာလည်းမဟုတ်ဘူးဂျားဖောက်ပြီးတော့ဝင်ရောက်လာတဲ့မင်းမျိုးတွေပေါ့အဲ့ဒါလို့စာထဲမှာတော့ဒီလိုဆိုတာဘာလို့ဆိုရင်အနာဂတိအထမိကဝိစာတိရာဇိရာဇာနောလို့ဝိစာတိရာဇာဆိုတာမျိုးရိုးမစစ်တဲ့အုတ်ချုပ်ရည်သမားတွေမျိုးရိုးမစစ်တဲ့လူတွေအဲ့ဒီမျိုးရိုးမစစ်တဲ့လူတွေကမျိုးရိုးကောင်းတဲ့ထက်မြက်တဲ့ဒီပုဂ္ဂိုလ်တွေကိုသူတို့ပေါ်မှာလွှမ်းမိုးသွားမှသူတို့မကြိုက်ဘူးနော်သူတို့ပေါ်မှာလွှမ်းမိုးလာမှမကြိုက်ဘူးမျိုးရိုးကောင်းတဲ့မျိုးရိုးတန့်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေအထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမယုံဘူးမယုံသည့်အတွက်ကြောင့်သူတို့လိုမျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကိုယာဓုပေးတယ်တဲ့အဲ့ဒါလိုယာဓုပေးတဲ့အခါမျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာအလောက်ကိုင်းမရှိတဲ့အခါဆင်းရဲဒုက္ခရောက်လာကြနော်အေးမျိုးရိုးညံ့တဲ့လူတွေကခေါင်းဆောင်ဖြစ်လာတယ်မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေကနောက်ဆုတ်သွားကြရတယ်အဲ့ဒီမှာမျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဘာလို့တုံးဆိုသူတို့ဘာမှမတတ်နိုင်တဲ့အခါကျတော့ဒီပုဂ္ဂိုလ်တွေကိုအမိပြုပြီးတော့တို့တွေအသက်မွေးရမှာပဲလို့ဆိုပြီးတော့မျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကိုသမီးဆက်ကြရတယ်ဒီလိုဖြစ်လာသမီးတွေဆက်ကြဒါရှိကဘယင်တွေခေမျိုးပေါ့သမီးဆက်တဲ့အခါသူတို့ကအဲ့ဒီမျိုးရိုးကောင်းတဲ့မျိုးသမီးတွေဟာမျိုးရိုးညံ့တဲ့အမျိုးသားတွေနဲ့ပေါင်းသင်းရတဲ့အနေအထားမျိုးတွေကိုရောက်သွားတာအဲ့ဒါကိုတဲ့ဒီမျိုးရိုးညံ့တဲ့လူတွေကရေခွေးပေါ့မျိုးရိုးညံ့တဲ့သူတို့သမီးလေးတွေကရွှေခွက်ပေါ့အဲ့တော့အမတမယုံညံ့တဲ့မြေခွေးကနေပြီးတော့ရွှေခွက်ထဲမှာကျင်ငယ်စွန့်ထဲ့တယ်ဆိုတာမျိုးတွေလောကကြီးမှာမျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာအောက်တန်းကျသွားပြီးတော့မျိုးရိုးညံ့တာတွေကအထက်တန်းရောက်လာတဲ့အနေအထားမျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေကမျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကိုယူကျိုးပြီးတော့ဆက်တရတဲ့အနေအထားမျိုးတွေဟာနောင်အခါမှာဖြစ်လာနိုင်တယ်လို့ဒီလိုအကြောင်းကိုရည်ညွှန်းပြီးတော့ဒီအိမ်မက်ဟာမက်လာတာဖြစ်တယ်ပေါ့သင်မင်းကြီးမှာဒီအိမ်မက်ကြောင့်ဘာမှဘေးအန္တရာယ်မဖြစ်ပါဘူးလို့ဒီလိုမြတ်စွာဘုရားကဖြေရှင်းတယ်ပေါ့ဟောနောက်တစ်ခါဆက်ပြီးတော့လျှောက်တယ်တပည့်တော်9ခုမြောက်မက်တဲ့အိမ်မက်ကလေးကိုပြောပြရစေဦးဗျာအဲ့တော့တပည့်တော်ဘာတွေ့တုံးဆိုသူကခုံလေးတစ်ခုံပေါ်မှာလူတစ်ယောက်ဟာထိုင်ပြီးတော့ကျိုးတွေကျစ်နေတယ်ဗျာကျိုးကျစ်နေတယ်အဲ့တော့ကျစ်ပြီးတဲ့အခါသူ့ခြေရင်းမှာချထားတယ်အဲ့ဒါလို့ကျိုးကျစ်ပြီးတော့ခြေရင်းမှာကျစ်ထားတဲ့ကျိုးကိုအောက်ကိုတွဲလောင်းချတဲ့အခါမှာဘာဖြစ်တုံးဆိုသူထိုင်တဲ့ခုံအောက်မှာဝတ်နေတဲ့ဒီမြေခွေးမတစ်ကောင်ကအဲ့ဒီကျိုးကိုကျစ်ပြီးတော့အောက်ချလိုက်တဲ့ကျိုးစာလေးကိုအပေါ်ကလူကတော့ကျစ်နေတာပဲအောက်ကမြေခွေးကကျစ်ပြီးသားကျိုးတွေကိုကိုက်ဖြတ်နေတယ်စားနေတယ်သူကျစ်ချလိုက်တဲ့ကျိုးတွေကိုအောက်ကနေပြီးတော့စားတယ်ကိုက်ဖြတ်ပစ်တယ်အဲ့ဒါကိုတပည့်တော့သွားမြင်တယ်ဗျာတဲ့ဒီလူကဒါကျိုးကျစ်ပြီးတော့အောက်ကိုကျိုးစားလေးချပြီးတော့ပေါ်ဆက်ကျစ်နေတဲ့အချိန်မှာအောက်ကခုံအောက်ကဝတ်နေတဲ့မြေခွေးမကအကုန်ကိုက်ပြီးတော့စားပစ်နေတယ်ကျစ်သမျှကျိုးတွေဟာအဲ့ဒီခွေးကိုက်တာနဲ့အကုန်ပြတ်တတ်ပြီးတော့ထွက်ကုန်တယ်အဲ့ဒါကိုတပည့်တော့မြင်မှတ်တယ်တဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးကတော့ဘာရှိတော့ဗျာအေးဒါလည်းပဲခုချိန်မှာဖြစ်ပေါ်မဲ့အနေထားမဟုတ်ဘူးတဲ့နောက်အနာဂတ်ကျတော့ဖြစ်ပေါ်လာတယ်ဘာလို့ဆိုရင်ဒါအမျိုးသမီးတွေနဲ့ပတ်သက်လာတယ်နော်ဟုတ်မဟုတ်တော့ကိုယ့်အကိုစဉ်းစားကြည့်ကြပါတော့ဘုန်းကြီးဆိုတော့ဘုန်းကြီးလောက်ပဲပြောပါမယ်အဲ့ဒီမှာအမျိုးသမီးလေးတွေဟာတဲ့ဘာဖြစ်လဲသူရာလောလာတဲ့အရက်တောက်တက်လာကြတယ်ဘီယာတွေတောက်တက်လာကြတယ်အလင်္ကာရလောလာလှကျင်ပကျင်လာတယ်ဝတ်ချင်တဲ့သူများလို့
စိတ်ရွှေပရက်တွေဆင်ញင်တယ်ရွှေတွေဝတ်ချင်တယ်နော်ဝတ်ချင်စိတ်တွေများလာတယ်ဝိသိခာလောကလမ်းပေါ်ထွက်ချင်လာတယ်အာမိတလောလာကောင်းတာတွေစားချင်လာတယ်အဲ့လိုစားချင်လာတော့ကိုချင်းတရားတွေဟာပြက်ပြားလာပြက်ပြားလာတဲ့အခါမှာမိသားစုမှာဒီအမျိုးသားတွေကကြိုးစားပြီးတော့အလုပ်လုပ်ပြီးတော့ရှာဖွေလို့အပ်လိုက်တဲ့ပစ္စည်းဥစ္စာကိုအရက်တောက်ပစ်တယ်ပန်းတွေဝယ်တယ်အိုးစားတွေဝယ်တယ်ဒီဇိုင်းလှလှထွက်တိုင်းဝယ်တယ်ဖက်ရှင်တွေလုပ်တယ်လုပ်သမျှဟာခုနကကြိုးကြစ်ချသမျှကိုမြေခွေးမှစားပစ်တယ်လို့ပဲနော်ရှာဖွေသမျှပစ္စည်းဥစ္စာတွေကိုအကုန်လုံးသုံးဖြစ်လိမ့်မယ်တဲ့နောင်ကြလို့ရှိရင်သုံးဖြုံပြစ်လိမ့်မယ်အဲ့ဒါလို့သုံးဖြုံပြစ်တာမျိုးနော်ဒါတွေနောက်အနာဂတ်ကြတော့ပို့ပြီးတော့များလာမယ်ရှားသမျှကြစ်ချသမျှကျိုးတွေကိုမြေခွေးမကအောက်ကနေစားပစ်တယ်လို့ပဲယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကရှာဖွေပြီးတော့စုဆောင်းတဲ့ပစ္စည်းဥစ္စာမှန်သမျှကိုသုံးဖြုံပြီးတော့ပြစ်လိုက်မယ်ဒီလိုဟာမျိုးလောကမှာဖြစ်ပွားလာလိမ့်မယ်လို့ဒီဒါကိုအကြောင်းပြုပြီးတော့ဒီအိမ်မက်မက်တာလို့မြတ်စွာဘုရားကဒီလိုမိတ်ရှိပါတယ်ဒီအိမ်မက်ကြောင့်သင်မင်းကြီးမှာတော့ဘာမှဘေးရန်အန္တရာယ်ဖြစ်เสียမရှိဘူးနောင်လူလောကဆွဲယုံလာတဲ့အခါမှာဒီအနေအထားမျိုးတွေဖြစ်ပေါ်လာနိုင်တယ်လို့ဒီလိုဆိုတာဟောအဲ့ဒါနဲ့ပဲသူကရှစ်ခုမြောက်အိမ်မက်ကိုမြတ်စွာဘုရားကိုလျှောက်တယ်သူလက်ကြည့်တယ်ဗျာတဲ့အိမ်မက်ထဲမှာကြည့်တော့ဘာတော့တွေ့တော့ဆိုမင်းရဲ့နန်းတော်တကားမှာအဲ့ဒီမင်းရဲ့နန်းတော်တကားနာမှာရေအိုးတွေတန်းပြီးတော့ချထားတာအများကြီးပဲရေအိုးတွေအများကြီးတန်းပြီးတော့ချထားတယ်တဲ့နော်အဲ့ဒီရေအိုးတွေဝိုင်းဝန်းဝန်းရံချထားပြီးတော့အလဲကောင်မှာရေပြည့်နေတဲ့အိုးကြီးတိုးထားဘေးမှာလည်းပဲရေမရှိတဲ့အိုးတွေအိုးအလွတ်တွေကိုဘေးကရန်ထားတယ်အဲ့ဒီလိုရေပြည့်အိုးကိုဘေးကနေပြီးတော့ရေမထက်ရသေးတဲ့အိုးတွေရန်ထားတာကိုတပည့်တော့တွေ့ရတယ်ဗျာတဲ့အဲ့ဒီမှာအရက်လေးမျက်နှာကလူတွေဟာရေတွေခတ်လာကြတယ်အိုးတွေနဲ့ရေတွေသဲလာကြတယ်သဲလာပြီးတဲ့အခါမှာအလဲကောင်ချထားတဲ့ပြည့်နေတဲ့အိုးတွေကြီးပဲလောင်းထဲကြတယ်တဲ့ရေမရှိတဲ့အိုးတွေကိုတစ်ခါဘယ်သူမှမလောင်းဘူးတဲ့ရေမရှိတဲ့အိုးတွေကိုရေပြည့်နေတဲ့အိုးတွေကြီးပဲလောင်းထဲနေကြတာကိုသူမြင်တယ်ထူးထူးဆန်းဆန်းပဲဒီလူတွေကနော်ရေပြည့်တဲ့အိုးတွေပဲထပ်လောင်းထဲနေကြတယ်တဲ့ရေမရှိတဲ့အိုးတွေကိုဘယ်သူမှမလောင်းကြဘူးတဲ့အဲ့တော့ရေပြည့်နေတဲ့အိုးတွေကိုလောင်းထဲလိုက်တဲ့ရေတွေဟာအကုန်လုံးစီးပြီးတော့သွားတယ်ရှံပြီးတော့စီးထွက်သွားတယ်ဒါပေမဲ့သူတို့ဟာလောင်းနေတော့ပဲအဲ့ဒီရကလူတွေဟာလောင်းနေတော့အဲ့ဒီရေမပြည့်တဲ့အိုးကိုရေမရှိတဲ့အိုးဟောင်းလောင်းတွေကိုလုံးဝသူတို့ကလှည့်မကြည့်ကြဘူးဒါတပည့်တော်ရှစ်ခုမြောက်ပြင်မဲ့တဲ့အိမ်မက်ပဲနော်ဘုန်းကြီးတို့ငယ်ငယ်တုန်းက English by Stranger ဆိုတဲ့အင်္ဂလိပ်စာအုပ်ကလေးတစ်အုပ်ထဲမှာပုံပြင်ကောင်းကောင်းလေးတွေရေးထားတာဖတ်အဲ့ဒီပုံပြင်ကောင်းကောင်းလေးတွေထဲမှာခေါင်းစည်းမှာဗာရေးထားတာဆို The Wise Fool တဲ့နော် The Wise Fool ဉာဏ်ရှိတဲ့လူမိုက်များဆိုပြီးတော့အသိဉာဏ်ရှိသောလူမိုက်များလူအားများဆိုတဲ့ခေါင်းစည်းလေးနဲ့ရေးထားတဲ့ဇာတ်လမ်းလေးတစ်ခုဖတ်ဖူးတယ်အဲ့ဒီဇာတ်လမ်းလေးမှာလူတွေဟာတော်တော်ကိုထူးဆန်းတဲ့အနေအထားမျိုးရှိတယ်နော်သင်္ကန်းဆိုတဲ့ရွာလေးအဲ့ဒီမှာနေတဲ့လူတွေတော်တော်ကိုထူးဆန်းဘာလို့ကြတော့ဆိုလူ၄ယောက်တဲ့တစ်ပင်အောင်မှာအိတ်နေကြအိတ်နေပြီးတော့ခြေထောက်တွေကထူးထူးဆန်းဆန်းသူတို့ကခြေထောက်တွေတယောက်ခြေထောက်တယောက်ရှက်ပြီးတော့အိတ်နေကြအဲ့လိုရှက်ပြီးတော့လူတွေအိတ်နေကြတာမြင်တော့ဘုရင်ရဲ့ဒီမေမှုရန်တယောက်ကမြင်းကြီးစီးပြီးတော့အိတ်နဲ့ဖြတ်သွားလူတွေဟာခြေထောက်တွေတခုနဲ့တခုရှက်ပြီးတော့အိတ်နေကြတာမြင်တော့ဟာဒီလူတွေထူးဆန်းလိုက်လားဘာလို့နေကြတာပါလဲဆိုပြီးတော့မြင်းမောကခုံဆင်းပြီးတော့
မင်းတို့ဒီနာဘာလုပ်နေကြတာတော့ဘာလုပ်နေကြတာတော့ဆိုကျွန်တော်တို့မိုးရွာမှာကြောက်လို့သစ်ပင်အောင်တယ်ဘယ်မလဲကောင်းငယ်မှာမိုးတိမ်လည်းမရှိဘူးမင်းတို့ဘာလုပ်နေတာတော့ပြောတဲ့အခါကျတော့ဟုတ်တယ်ကျွန်တော်တို့အလုံးလုံးချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ့်ခြေတော်ကိုမမှတ်မိကြတော့ဘူးတဲ့တယောက်နဲ့တယောက်ရှက်ပြီးတော့အိတ်နေကြတဲ့အခါကိုယ့်ခြေတော်ကိုမမှတ်မိလို့တဲ့အဲ့တော့ဘုရင်ရဲ့ဒီအမှုတန်းကခေါင်းလေးတငိမ့်ငိမ့်နဲ့အဲ့ဒါလို့လားကျွန်တော်တို့လုံးလုံးချင်ပါတယ်တဲ့ကိုယ့်ခြေတော်ကိုမမှတ်မိတော့ဘယ်လိုလုပ်ရဘယ်လိုထမှန်းကိုမသိဘူးပေါ့အိတ်နေကြတယ်အဲ့ဒါဆိုရင်မင်းတို့ငါကူညီမယ်ပတ်စံပေးမလားလို့ဆိုပေးပါမယ်ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာပေးမယ်ခင်ဗျားကိုပတ်စံပေးမယ်ကျွန်တော်တို့ရှေ့ကိုယ့်ခြေတော်ကိုပြန်တွေ့အောင်ခင်ဗျားရှာပေးမလားရှာပေးမယ်ကောင်းပြီဆိုပြီးတော့မြင်းရိုက်တဲ့ကြာပုတ်ကိုယူပြီးတော့ရှုပ်ခနဲ့ချလိုက်တဲ့အခါနာတော့ခြေတော်ရုပ်လိုက်တော့နောက်တခါချလိုက်ရှုံးနေဆိုအဲ့ဒီကောင်နာတော့ခြေတော်ရုပ်တော့ကိုယ့်ခြေတော်နဲ့ကိုဖြစ်သွားကြအဲ့ဒီကြတော့ကျေးဇူးတင်တာခင်ဗျားသိကျေးဇူးတင်တာကျတို့နိုးဖို့ဆိုအိမ်တောင်ပြန်ရမှာမဟုတ်ဘူးတဲ့အဲ့ဒီမှာအဲ့ဒီဘုရင်ရဲ့အရာရှိအစိုးရအမှုတန်းကဝန်တန်းကနေပြီးတော့တကယ်ယူတဲ့ကောင်းလေးပါလားခေါင်းလေးတငိမ့်ငိမ့်နေတကယ်တော့ယူချင်အောင်ဆောင်ကြတာတဲ့နောက်ပိုင်းဇလန်းပေါင်းတဲ့အခါကျတော့အဲ့ဒီရွာလူတွေတမင်အယူလောက်ကြတာပေါ့နော်တမင်အယူလောက်ကြတာအဲ့ဒါလို့တော့သင်္ကန်းရွာလူတွေကဘာဖြစ်လို့အယူလောက်တယ်လဲလို့ဆိုဇက်ပေါင်းကန်းကြတော့သူကပြောတယ်ဘယင်ကြီးကဒီလမ်းကထွက်လာဖို့ရအတွက်သူကစုံစမ်းခိုင်းလိုက်တာအဲ့ဒီလူကမြင်းစည်းပြီးဒီလမ်းကိုစုံစမ်းခိုင်းတယ်ဒီလမ်းဘေးမှာရှိတဲ့လူတွေကဘယ်လိုလူတွေလဲဆိုတာဘယင်ကြီးသိအောင်သူကလားစုံစမ်းတာလားစုံစမ်းတော့ယူကြအောင်ဆောင်လိုက်တော့ဟာဒီကလူတွေကအယူတွေကြီးပဲသူတို့စီလာလို့မဖြစ်ဘူးဆိုလမ်းကြောင်းပြောင်းသွားအကယ်၍ဘယင်လာလို့ရှိရင်သူတို့မွေးထားတဲ့ကြက်တွေဝက်တွေအကုန်ပါသွားမှာအဲ့ဒါကြောင့်မလို့ယူကြအောင်ဆောင်ကြတာဟာတဲ့ဒီလမ်းမှာဘယင်စစ်တပ်ဖြတ်သွားပြီဆိုရင်တော့အိမ်ရွာရှိတာတွေကုန်ပြီတဲ့သူတို့ရိတ်ခါတယ်အဲ့ဒါကြောင့်မလို့မလာအောင်ယူကြအောင်ဆောင်တယ်ဆိုတော့ The Wise Fool ဆိုတဲ့ဇာတ်လမ်းလေးဟာအတော်စိတ်ဝင်စားစရာကောင်းတယ်စာအုပ်ရဲ့နာမည်က English by Straigest တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအဲ့စာအုပ်မှာရေးထားတယ်အဲ့တော့အဲ့ဒါလိုပဲနော်ထူးထူးဆန်းဆန်းနေအခုဒီလူတွေကလည်းပြည့်ရေပြည့်နေတဲ့အိုးကိုပဲထပ်ဖြည့်ပြီးတော့ရေမရှိတဲ့အိုးကိုလောင်းတဲ့လူမရှိဘူးလှဲ့တောင်မကြည့်ဘူးရေတွေကလည်းအလုံးစီးထွက်နေတာလောင်းတုံးပဲအဲ့ဒါကိုတပည့်တော်မြင်နေပြားတဲ့မြင်မဲ့တယ်ဘာများဖြစ်နိုင်တော့ဆိုဒါလည်းပဲနောင်အနာဂတ်ကြမှာဖြစ်မှာပါတဲ့အနာဂတ်ရောက်တဲ့အခါလူလောကကြီးဟာဆုပ်ပြပြလာလိမ့်မယ်ဆုပ်ပြပြလာတော့တိုင်းပြည်တွေဟာဒီဩဇာဓာတ်တွေရုပ်လျော့ပြီးတော့စိုက်လို့ပြေးလို့လဲအောင်မြင်ကြမှာမဟုတ်ဘူးမအောင်မြင်တော့တိုင်းပြည်မှာအုပ်ချုပ်တဲ့မင်းတွေဟာဒီဆင်းရဲနွမ်းပါလာလိမ့်မယ်တဲ့ဆင်းရဲနွမ်းပါလာတော့အဲ့ဒီမှာအစိုးရနော်အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ဘန္နာတိုင်းမှာဝေသိန်းချီချမ်းသာလိုက်မယ်အဲ့တော့သိန်းချီချမ်းသာတဲ့ဘုရင်ကအုပ်စိုးလာတဲ့အခါမှာတိုင်းသူပြည်သားတွေကဆင်းရဲလာကြဆင်းရဲလာတော့ရှိသမျှလူတွေဟာဘာလုပ်ကြတော့ဆိုသူကဒီကိုယ့်အလုပ်ကိုလုပ်ဖို့ရတယ်မလုပ်နိုင်ကြတော့ဘူးလူတွေဟာဒုက္ခရောက်လာတဲ့အခါကျတော့ကိုယ့်အလုပ်တွေကိုဘေးဖယ်ထားပြီးတော့ဒီဘယင်မင်းရဲ့အလုပ်တွေကိုလုပ်ကြရတယ်ဘယင်မင်းရဲ့ဘန္တာကိုဖြည့်ဆည်းတဲ့အလုပ်တွေကိုသူတို့လုပ်ကြရတယ်ကောက်ပဲသိနှံတွေစိုက်ပျိုးရလာတာရိတ်သိမ်းပြီးတော့နော်အကုန်လုံးဟာဒီရသမျှဟာတွေအကုန်လုံးကိုမင်းရဲ့ဘန္တာထဲမှာပဲအကုန်ထည့်ကြတယ်မင်းပိုင်တဲ့ကြည်တဲ့ကိုပဲအကုန်ထည့်ကြတယ်ကိုယ်အိမ်မှာတော့ဟောင်းလောင်းဖြစ်နေတယ်ဘာမှမရှိဘူးအဲ့ဓာတွေကိုဘယ်သူမှလှည့်မကြည့်အားဘူးဘယင်းရဲ့ကြည်တွေပြည့်ပြီးသားကြည်တွေထဲမှာကြီးပဲထပ်ပြီးတော့ပို့နေကြရတယ်တဲ့အဲ့ဒါလို့ပို့ရတာမျိုးတွေနောက်တစ်ချိန်ကျတော့ဖြစ်လာလိမ့်မယ်တဲ့ဟောပြည့်လျက်နေတဲ့ဘယင်းမင်းကိုသာလေဆက်သပြီးတော့ဆင်းရဲတဲ့အိမ်တွေမှာဘာတစ်ခုမှမရှိဘူးဒီအကုန်လုံးဟာအိမ်နဲ့ဟောင်းလောင်း
ဒီလိုဖြစ်နေတဲ့အနေအထားမျိုးတွေနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာလိမ့်မယ်ရေပြည့်နေတဲ့အိုးကိုသာထပ်လောင်းနေကြသလိုပဲရေဟောင်းလောင်းဖြစ်နေတဲ့အိုးတွေတဲကိုဘယ်သူမှမလောင်းကြသလိုကိုယ့်အိမ်မှာကိုယ်ဝမ်းဖြည့်ဖို့ရမလုံနိုင်ကြဘူးတဲ့အားလုံးဟာဘယင်ဗန္နာကိုပဲဖြစ်တင်းပေးနေကြရတယ်ဆိုတာဟာနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာနိုင်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာမဲ့အနေအထားအတွက်ဒီအိမ်မက်မျိုးကိုမက်တာဖြစ်တယ်တဲ့သင်မင်းကြီးမှလည်းဘာတစ်ခုမှဒီအိမ်မက်ကြောင့်ဘေးရန်ဖြစ်ပေါ်လာနိုင်ကြမရှိဘူးလို့မြတ်စွာဘုရားကဒီရှိခုမြောက်အိမ်မက်ကိုအခုလိုဖတ်ကြားခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာအနာဂတ်မှာဖြစ်ပေါ်လာမဲ့အခြေအနေတွေကိုကြိုတင်မဲ့တယ်ဆိုတာကိုဖြည့်ရှင်းပြီးတော့ဘုရင်မင်းကြီးကိုအကျိုးအကြောင်းရှင်းပြတော်မူခဲ့တာဖြစ်တယ်အေးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကောသလအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုတွေရှိနေတယ်နော်နိုင်ငံတကာမှာလူလောကတွေမှာဒီလိုဆက်ဆက်မှုရှိနေတဲ့နေရာတွေဟာသုတေသနလုပ်ကြည့်မယ်ဆိုရင်တော့နိုင်ငံပေါင်းတော်တော်များများမှာဆက်ဆက်မှုတွေရှိနေတဲ့ဆရာအကြောင်းရှိတယ်လူလောကကြီးဟာအခြေအနေကဒီလိုအခြေအနေမျိုးဆိုက်လာနေတယ်ဆိုတာဟာကောသလမင်းကြီးရဲ့အိမ်မက်အရာအိမ်မက်ကြောင့်ဖြစ်တာတော့မဟုတ်ဘူးဖြစ်ပေါ်လာတာကတော့တခြားအကြောင်းကြောင့်သာဖြစ်တာဖြစ်တယ်အိမ်မက်ကြောင့်ဒီလိုဖြစ်ရတာမဟုတ်ဘူးအဲ့တော့အိမ်မက်မဲ့တဲ့လူကိုပြစ်တင်စရာမဟုတ်ဘူးပေါ့ခဏဖြစ်ပေါ်နေတဲ့အခြေအနေမျိုးတွေဟာလူလောကကြီးမှာကဘာမှာဒီလိုအခြေအနေဆိုးတွေနဲ့ကြုံတွေ့နေရတဲ့နေရာမျိုးတွေဟာမရှိဘူးလို့မဆိုနိုင်ဘူးတစားတစားများပြားပြီးတော့သာလာနိုင်စရာရှိတယ်လို့ဒီလိုမှတ်သားကြပြီးတော့အေးလောကကြီးဆိုတာအခုလိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတဲ့ခေတ်အခါမျိုးတွေဆိုတာရှိတာဖြစ်သောကြောင့်တတိတံဝေကတရားကြီးစွာထားပြီးတော့မိမိတို့ဘဝမှာတရားဓမ္မကျင့်သုံးလိုက်တာကြမှာသာဖြစ်တယ်တရားဓမ္မကိုယ်တိုင်ကျင့်သုံးပြီးတော့တရားနဲ့အညီကုသိုလ်တရားဖြစ်ပွားအောင်တို့တွေကြိုးစားကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံးလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗိတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သိမ့်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်တည်း